တောအတွင်းကမျှော်မှန်းမထားတဲ့ပင်လယ်အောက်မှာလှပပြီးလှုပ်ဝက်တဲ့အသက်ရှင်မှုတစ်ခုပြုလျက်ရှိတယ်။ဒီမှာလူကပကူလိုဆိုတဲ့တဲတောင်ပေါ်ပင်လယ်သမင်ကလေးတစ်ယောက်ရှိတယ်။သူဟာပင်လယ်အောက်မှာနေပြီးသူ့မိသားစုနဲ့တိတ်တိတ်လေးဘဝတစ်ခုပြုနေတယ်။သူ့မိဘတွေကတော့ပင်လယ်ပေါ်ကလူတွေကအန္တရာယ်ရှိတယ်မထွက်ပါနဲ့လို့တားထား။ပေမဲ့လူကစူးစမ်းလိုစိတ်ကြီးတဲ့ကောင်လေးဖြစ်တဲ့အတွက်ပင်လယ်အောက်ကနေအပေါ်ပြင်ကိုသွားချင်လာတယ်။ဒီနေ့မှာလူကဟာအပေါ်မှာနေတဲ့ပင်လယ်သမီးတွေတူအေဗာတိုနဲ့တွေ့လာတယ်။အေဗာတိုကပင်လယ်အောက်ကနေထွက်လာပြီးလူဖြစ်နေနိုင်သူတစ်ယောက်ဖြစ်တယ်။ပင်လယ်သမီးတွေဟာမြေပြင်ပေါ်ကိုထွက်လာတဲ့အခါမှာရေမရှိရင်လူပုံစံတို့ပြောင်းသွားနိုင်တယ်။ဒါကြောင့်သူတို့နှစ်ယောက်ကသင်္ဘောကြီးတစ်စီးပျော်စရာကောင်းတဲ့ပန်းတိုင်ဖြစ်မြင်ပြီးလောကကြီးကိုစူးစမ်းဖို့ဆုံးဖြတ်ကြတယ်။သူတို့နှစ်ယောက်ဟာအပေါ်ကအော်တိုရိုဆိုတဲ့လှပတဲ့ပင်လယ်ကမ်းမြို့လေးကိုရောက်လာတယ်။ဒီမြို့မှာလူတွေအများကြီးနေတာပင်လယ်သမင်တွေကိုမုန်းကြတဲ့အတွက်သူတို့ကိုမြေသမားပုံစံနဲ့ပဲလှည့်ပတ်ရတယ်။သူတို့ကမြို့ထဲမှာစိတ်ဝင်စားဖွယ်အရာတွေတွေ့တယ်။စပယ်စားစာလူတွေရဲ့အမူအရာတွေအဲ့ဒီနေရာမှာသူတို့ကဂျူလီယာဆိုတဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့တယ်။ဂျူလီယာကတင်ကြားမှုကောင်းတဲ့သူဖြစ်ပြီးဖိုဒရာဆော့ကပ်ပြိုင်ပွဲအတွက်အသင်းတစ်ခုဖွဲ့နေသူဖြစ်တယ်။သူတို့၃ယောက်ကပေါင်းတင်ပြီးအသင်းဖွဲ့ကြတယ်။ပြိုင်ပွဲကစပိန်နယ်ပဲမဟုတ်ပဲမြေအတွင်းရေကူးပြိုင်တာစပိန်ပြိုင်တာအစားပြိုင်တာ၃ခုပေါင်းတဲ့၃ပိုင်းဆိုင်ရာပွဲတစ်ခုဖြစ်တယ်။အေဗာတိုနဲ့လူကာတို့ကဂျူလီယာနဲ့အတူအနိုင်ရမယ်ဆိုတဲ့စိတ်တန်ထက်သန်စွာလေ့ကျင့်တယ်။သူတို့ရဲ့မျှော်မှန်းချက်ကစုချင်းငွေတော်မဟုတ်ပဲစပိန်တစ်စီးဝယ်ဖို့အဲ့ဒါနဲ့လူကာရဲ့အိမ်မက်ကစပိန်စီးပြီးလောကကြီးကိုသွားဖို့ပဲအကြောင်းအရာတွေပိုပြင်းထန်လာတာကတော့လူတွေဟာပင်လယ်သမင်တွေကိုမိခွင်တက်လုပ်ဖို့အထင်ကြီးနေတာပါအေဗာတိုကတနေ့မအောင်မြင်ပဲရေထဲကျသွားပြီးပင်လယ်သမင်ပုံစံပြန်ဖြစ်သွားတယ်လူကာကလူတွေအနားမှာကြောက်လန့်နေတာကြောင့်သူဟာသမင်မာလို့ပြောသွားတယ်အေဗာတိုကစိတ်မချမ်းသာသွားပြီးလူကာနဲ့မဟာမိတ်ဖြစ်နေတဲ့အခါခွဲသွားတယ်ဂျူလီယာကလည်းလူကာဟာသမင်ဖြစ်တာသိသွားတယ်ဒါပေမဲ့သူမကမုန်းမထားပဲမင်းကမိသားစုလိုပဲလို့ပြောပြီးတယ်။တန်ခွဲနေ့ရောက်လာတော့လူကာနဲ့အေဗာတိုနှစ်ယောက်လုံးပြန်ပေါင်းလာတယ်။တန်ခွဲမှာမိုးရွာလာတာနဲ့အတူသူတို့ရဲ့သမင်ပုံစံထင်ထင်ရှားရှားဖြစ်လာတယ်။လူတွေအချို့ကကြောက်ကြသလိုအချို့ကတော့မနာသမီးနဲ့ကြည်နေကြတယ်။ပေမဲ့ဂျူလီယာနဲ့သူမအဖေနမတီလာရှိတဲ့ငါးဖမ်းသမားကသူတို့ကိုကာကွယ်ပေးတယ်။နောက်ဆုံးမှာမြို့သားတွေလည်းသူတို့ဟာသမင်ဖြစ်ပေမဲ့စိတ်ကောင်းတဲ့ကောင်လေးတွေပဲလို့သဘောတူလာကြတယ်။အဆုံးသတ်မှာပြိုင်ပွဲအပြီးလူကာကဘိုင်းနီစာမျိုးတို့တွားဖို့ဆုံးဖြတ်တယ်ဂျူလီယာနဲ့အတူကြောင်းတက်ဖို့အေဗာတိုကတော့ဖိုဒရော့ဆောင်မှာတာနေပြီးလူကာရဲ့မိဘတွေနဲ့ပေါင်းတင်နေတယ်။နောက်ဆုံးမှာသူတို့နှစ်ယောက်လုံးအပြန်အလှန်နားလည်မှုမိသားစုအဖို့တန်မှုနှစ်သက်ခရီးစဉ်အသစ်တွေစတင်လိုက်ကြတယ်။လူကာဟာငယ်ရွယ်သူငယ်ရဲ့စူးစမ်းလိုစိတ်မျှော်လင့်ချက်မိသားစုနဲ့မိဖက်တို့အကြားချစ်ချင်းနဲ့နားလည်မှုအကြောင်းကိုပြသတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်။ပင်လယ်အောက်ကသမင်ပုံစံတွေကလူလောကရဲ့ခွဲခြားမှုနဲ့ကြောက်ရွံ့မှုကိုကိုစားပြုထားပြီးဇာတ်လမ်းအဆုံးမှာအဖုံးဖွင့်၍လက်ခံပါစို့ဆိုတဲ့ message ကိုပေးထားတယ်။